ကွာတမိုင်းကိုပြန်ကြည့်လိုက်ရင်လေလူတယောက်ရဲ့ဘဝကနိုင်ငံတနိုင်ငံလုံးရဲ့ကံကြမ္မာကိုလုံလုံးပြောင်းပြန်လာပင်နိုင်ခဲ့တဲ့ဇာတ်လမ်းမျိုးကအများကြီးမရှိပါဘူးဒီနေ့မှာတော့အဲ့ဒီလူမျိုးတွေကတယောက်ဖြစ်တဲ့ Nelson Mandela ရဲ့ဘဝစကြောင်းကိုအသေးစိတ်ပြောပြသွားမှာပါသူ့ရဲ့ခရီးကရဲစွမ်းတက်တဲ့စွန့်လို့အနစ်နာခံမှုပြီးတော့နောက်ဆုံးမှာတော့တကယ်ကိုမယုံနိုင်စရာကောင်းတဲ့ခွင့်လွှတ်ခြင်းနဲ့ပြည့်နေတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲမန်ဒလာကိုယ်တိုင်ရဲ့ဒီစကားကိုတစ်ချက်ကြည့်လိုက်သူ့ဘဝရဲ့ခံယူချက်တစ်ခုလုံးကိုဒီစကားတစ်ခွန်းနဲ့အကုန်နားလည်နိုင်ပါတယ်သူ့အတွက်ရဲစွမ်းတတိဆိုလားကြောက်စိတ်မရှိတာကိုပြောတာမဟုတ်ဘူးအဲ့ဒီကြောက်စိတ်ကိုကြော်လွှားအနိုင်ယူနေတာကိုမှရဲစွမ်းတတိလို့ခေါ်တာတဲ့ဒီအတွေ့ခေါ်ရပဲသူ့ဘဝခရီးတစ်လျှောက်လုံးအတွက်လမ်းပြပေးခဲ့တဲ့မီးရှူးတိုင်လိုပါပဲပထမဆုံးအပိုင်းအနေနဲ့တကြွလှရှားသူတို့အဖြစ်ပုံသွင်းခံရခြင်းပေါ့ဆိုတော့ဒီလောက်ထိခိုင်မာတဲ့စစ်တပ်ကဘေကနေများစတင်ခဲ့တာလေအဲ့ဒီအဖြစ်ကိုရှာဖို့သူ့ရဲ့မြေဘဝနဲ့သူ့ကိုပုံသွင်းခဲ့တဲ့ပုံဝန်းကျင်ကိုတစ်ချက်ပြန်လက်ကြည့်အောင်ဒီချိန်မှတိုင်တွေကိုကြည့်လိုက်ရင်သူ့ဘဝရဲ့အချိုးအကွေတွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ်တော်ဝင်မျိုးနွယ်ကနေဆင်းသက်လာတဲ့ကောင်လေးတယောက်ဥပဒေပညာကိုသင်ယူတယ်ပြီးတော့အာဖရိကမျိုးသားကွန်ဂရက် ANC ထဲကိုဝင်ပြီးမတရားတဲ့စနစ်ကိုစပြီးတော့စိန်ခေါ်တော့တာပါ1956မှာနိုင်ငံတော်သစ္စာဖောက်မှုနဲ့အဖမ်းခံလိုက်တဲ့အချိန်မှာတော့ဒါဟာသူ့တိုက်ပွဲရဲ့အစပဲရှိသေးတယ်ဆိုတာကိုပြလိုက်တယ်လို့ပါပဲအစပိုင်းမှာတော့ငင်းငင်းချမ်းချမ်းပဲဆန့်ကျင်ခဲ့ကြတာပေါ့ဒါမဲ့အစိုးရရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့်မန်ဒလာနဲ့ ANC ဟာသူတို့ရဲ့နီးဗျူဟာကိုလုံးဝပြောင်းလဲပစ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်သူတို့ဖွဲ့လိုက်တဲ့လက်နက်ကိုင်အဖွဲ့နာမည်ကခွန်ထိုဝေစီဆိုမြန်မာလိုဆိုရတော့နိုင်ငံတော်ရဲ့လန်စော့ပေါ့ဒီဖွဲ့ကအသားအရောင်ခွဲခြားတဲ့အစိုးရရဲ့အဓိကကျတဲ့အခြေခံစောက်အုံတွေကိုဖျက်မဲ့ထားပြီးဖျက်ဆီးတဲ့လှုပ်ရှားမှုတွေကိုစတင်ခဲ့ပါတယ်ဆိုတော့ဒါဟာငင်းချမ်းရေးလမ်းကြောင်းကိုဆွန့်လွတ်ပြီးလက်နက်ကင်ဒေါ်လာရေးဖက်ကိုလုံးဝကူးပြောင်းသွားတဲ့အပြောင်းလဲကြီးတစ်ခုပဲဖြစ်ပါတယ်ဟုတ်ပြီဒုတိယအပိုင်းကတော့ယုံကြည်ချက်ရဲ့တန်ဖိုးပါဒီလိုလမ်းကိုရွေးချယ်လိုက်တဲ့အတွက်သူ့ဘလောက်ထိပေးဆက်ခဲ့ရတယ်လဲသူ့ရဲ့ယုံကြည်ချက်တွေကဘလို့အဆုံးစွန်ထိစမ်းသပ်ခံခဲ့ရတယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင်ကျင်းနဲ့60ခုနှစ်မှာပဲသူနောက်တစ်ခါအဖမ်းခံရပြန်တော့ဒီတစ်ခါဆွဲချက်ကအရင်ကထက်အများကြီးပိုပြင်းထန်တယ်အစိုးရကိုဖြုတ်ချဖို့ကြံစီမှုတယ်အစိုးရကတော့သူ့ကိုအတန်တိတ်ပွားအောင်လုပ်ချင်ခဲ့တာပေါ့ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီတရားခွင်ကပဲသူ့အတန်ကိုတကဘာလုံးကပိုပြီးကြဲကြဲလောင်းလောင်းကြားသွားစေတဲ့နေရာဖြစ်လာခဲ့တယ်တရားခွင်ရဲ့တရားခံနေရာကနေပြီးတော့မန်ဒလာကတမိုင်းမှာအထွင်ကြံရဲ့မဲ့မင်းခွန်းတစ်ခုကိုပြောခဲ့တယ်အဲ့ဒါကသူ့ကိုသူကခွဲတာမျိုးမဟုတ်ဘူးသူယုံကြည်တဲ့စံနှုန်းတွေအတွက်အသက်ခံဖို့အထီးအသက်မဲ့ဆိုလာကိုရဲရဲဝံ့ဝံ့ကြီးညာလိုက်တာပါ29ဟုတ်ပါတယ်သူ့ကိုတေရန်တော့မပေးခဲ့ဘူးဒါပေမဲ့ထောင်တန်းတက်တဲ့ကျွန်းချမှတ်ခံခဲ့ရတယ်ဆိုတော့သူ့ဘဝရဲ့နောက်ထပ်29နှစ်တာကာလကိုအကျဉ်းထောင်ထဲမှာပဲဖြတ်တန်းခဲ့ရတာပါရော်ဘင်ဂျွန်းအောင်ကအချင်းကြီးတွေကတကယ်ကိုစိုးရွားချမ်းတန်းခဲ့တာပါဒါပေမဲ့အဲ့ဒီຢာတွေကမန်ဒလိုင်းစစ်တပ်ကိုနည်းနည်းလေးမှချိုးဖြစ်လို့မရခဲ့ဘူးပြောင်းပြန်မယ်သူကအဲ့ဒီထောင်ချနေတဲ့အချင်းကိုပို့ပြီးစီကံတင်းကြဖို့ပညာပို့တင်ယူဖို့အခွင့်အရေးတစ်ခုအဖြစ်ပြောင်းလဲပြီးခဲ့တယ်သူထောင်ထဲမှာရှိနေတဲ့အချင်းမှာပဲအပြင်လောကမှာတော့သူကလွတ်မြောက်ရေးတိုက်ပွဲရဲ့ကမ္ဘာလုံးဆိုင်ရာအမှတ်တညာတစ်ခုဖြစ်နေခဲ့ပါပြီအခုတတိယပိုင်းကိုရောက်လာပါပြီလွတ်မြောက်ခြင်းနဲ့နိုင်ငံသစ်28နှစ်အကြာကြီးစောင့်ဆိုင်ပြီးတဲ့နောက်မှာတော့ထောင်တကားတွေနောက်ဆုံးတော့ပွက်လာခဲ့တယ်ဒါမဲ့လေဒါကဇလန်ရဲ့အဆုံးသတ်မဟုတ်သေးဘူးအစပဲရှိသေးတယ်သူရဲ့လွတ်မြောက်ခြင်းကနေတောင်အာဖရိကနိုင်ငံသစ်ကခုဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြစို့1990ခုနှစ်ဖေဖော်ဝါရီလ17ရက်အဲ့ဒီနေ့ကတကဘာလုံးကတောင်အာဖရိကကိုအသက်အောင်ပြီးစောင့်ကြည့်နေခဲ့တဲ့နေ့ပါဘီတွင်းမဲ့ရောဘီဘက်ကပါဖီရတဲ့ဆက်ဆုနဲ့ချီနီပေးခဲ့ပြီးနောက်မှာနယ်ဆင်မန်ဒလာဟာလွတ်လပ်တဲ့လူတစ်ယောက်အဖြစ်ထောင်ကနေပြလာထွက်လာနေခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကလူတစ်ယောက်လွတ်မြောက်တာထက်အများကြီးပိုပါတယ်ဒါနိုင်ငံလုံးအတွက်မျောလင့်ချက်အလင်းရောင်တစ်ခုကိုစတင်လိုက်တာနဲ့အတူတူပါပဲသူ့ထောင်းကလွတ်လာပြီးတော့အလုပ်တွေကမပြီးသေးပါဘူးအရန်ကိုခက်ခဲပြီးတင်းမာတဲ့နိုင်ငံရေးညှိနှိုင်းမှုတွေကိုဆက်လုပ်ခဲ့ရတယ်အဲ့ဒီကြိုးပမ်းမှုတွေရဲ့အဆုံးမှာတော့1994ခုနှစ်မှာတောင်အာဖရိကရဲ့ပထမဦးဆုံးသောလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီရွေးကောက်ပွဲကြီးကိုကျင်းပနိုင်ခဲ့တယ်ရလာကတော့ ANC ကမဲအပြတ်အသတ်နဲ့နိုင်သွားတယ်ပြီးတော့မန်ဒလာကနိုင်ငံရဲ့ပထမဆုံးလူမျိုးသမ္မတဖြစ်လာခဲ့တယ်အဲ့ဒီမှာပဲအသားရောင်ခွဲခြားမှုစနစ်ကြီးကတရားဝင်အဆုံးသတ်သွားတော့တာပါပဲအဲ့ဒီအချိန်မှာလူတော်များများကတော့လက်စားချီလိမ့်မယ်လို့တွက်ထားကြတာပေါ့ဒါပေမဲ့မန်ဒလာကလုံးဝမတူတဲ့အလံကိုရွေးချယ်ခဲ့လေသူ့ရဲ့သမရကျန်သစ်စာချင်းဆိုပွဲမင်းဟောမှာပဲတရားဝင်ကြေညာလိုက်တယ်သူအဓိကလုံးမှာကလက်စားချီဖို့မဟုတ်ဘူးပြန်လဲရင်ကြားစစ်ဖို့နိုင်ငံရဲ့နှဆိုင်လာတဲ့ဒဏ်ရာတွေကိုပြန်ကူစားဖို့ပဲဖြစ်တယ်ဆိုတာကိုပေါ့နောက်ဆုံးပိုင်းကတော့ခွန်လချင်းရဲ့အမွေအနှစ်ပါဒီနေရာမှာအရေးကြီးဆုံးအချက်ကဒါပါပဲမန်ဒလာအတွက်ခွင့်လွှတ်ခြင်းဆိုတာကပုဂ္ဂိုလ်ရေးခံစားချက်တစ်ခုမဟုတ်ခဲ့ဘူး
ဒါဟာနိုင်ငံကိုပြန်လည်တည်ဆောက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့နိုင်ငံရေးမဟာဗျူဟာတစ်ခုဖြစ်ခဲ့တယ်ဆိုတော့သူဒီမိုဝါဒကိုလက်တွေ့မှာဘယ်လိုအကောက်ထည့်ဖော်ခဲ့တယ်လဲကြည့်လိုက်အောင်သူ့ရဲ့ညံကြီးပုံကိုအထင်ရှားဆုံးပြတဲ့ဥမာတစ်ခုကတော့1995ခုနှစ်ကရပ်ဘီကပဖလားပွဲပဲ Springboks ဆိုတဲ့ရပ်ဘီအသင်းကအရင်တုန်းကလူဖြူကြီးစိုးမှုရဲ့တင်ကေတမို့လို့လူမည်းတွေကအယံမုန်းကြတယ်ဒါပေမဲ့မန်ဒဲလာကအဲ့ဒီအသင်းကိုပဲအားလုံးဝိုင်းပြီးအားပေးကြဖို့တိုက်တွန်းခဲ့တယ်နောက်ဆုံးဘိုးလို့ပွဲမှာဆိုရင်သူကိုယ်တိုင်အဲ့ဒီ Springboks ဂျာစီကိုဝစ်ပြီးကွင်းထဲဝင်စုဖလားကိုချီးမြှင့်ခဲ့တဲ့မြင်ကွင်းကတော့တကယ်ကိုတမိုင်းဝင်ပါပဲအဲ့ဒီတခဏမှာပဲတနင်္ဂနွေလုံးကစီးလုံးသွားခဲ့အားစားတစ်ခုတည်းနဲ့ရပ်မနေခဲ့ပါဘူးသူကခွင့်လက်ချစ်ဆိုတဲ့အရာကိုနိုင်ငံတော်အဆင့်အဖွဲ့အစည်းတစ်ခုဖြစ်ပါအသက်သွင်းခဲ့တယ်အဲ့ဒါကတော့တစ္ဆာတရားနဲ့ပြန်လည်ရင်ကြားစိတ်ရေးကော်မတီဒါမှမဟုတ် TRC ပေါ့ဒီကော်မတီရဲ့ရည်ရွယ်ချက်ကအတိတ်ကမာတွေကိုဖုံးကွယ်ဖို့မဟုတ်ဘူးအပြန်အလှန်လက်ဆချေဖို့လည်းမဟုတ်ဘူးအထူးကအမှန်တရားကိုအားလုံးရှေ့မှာဝန်ခံကြမယ်ပြီးရင်ခွင့်လက်ချင်းနဲ့အတူတူရှေ့ဆက်ကြမယ်ဆိုတဲ့လုပ်ငန်းစဉ်တစ်ခုကိုဖန်တီးပေးခဲ့တာပါ2013ခုနှစ်မှာသူကွယ်လွန်သွားတဲ့အခါအမေရိကန်သမ္မတဘာရက်အိုဘားမားကသူ့ကိုဂုဏ်ပြုစကားပြောခဲ့တယ်။အဲဒီစကားကဘာကိုဆိုလိုတယ်လဲဆိုတော့မန်ဒဲလာရဲ့အမွေဟာတောင်အာဖရိကအတွက်ပဲမဟုတ်တော့ဘူး။သူဟာခေတ်အဆက်ဆက်အတွက်မျိုးဆက်အောင်တို့အတွက်လဲစားအတူယူရမယ်ခေါင်းဆောင်မှုရဲ့စံပြပုဂ္ဂိုလ်ကြောင့်ဖြစ်သွားပြီဆိုတာပါပဲ။ဒီတော့အဆုံးသတ်အငြင်းနဲ့မန်ဒဲလာရဲ့ဘဝဇာတ်ကြောင်းကြီးတစ်ခုလုံးကကျွန်တော်တို့အားလုံးကိုစဉ်းစားစရာမေးခွန်းကြီးတစ်ခုချန်ထားခဲ့ပါတယ်။အကွယ်ပြဲကြီးပဋိပက္ခတွေနဲ့ပြင်းထန်ကြီးတွေကျွန်တော်တို့ရဲ့ဒီနေ့ကဘာကြီးမှာလက်စားချေချင်းကိုမရွေးပဲခွတ်လွတ်ချင်းကိုရွေးချယ်ရဲခဲ့တဲ့ခေါင်းဆောင်တယောက်စီကနေကျွန်တော်တို့ဘယ်လိုသင်ခန်းစာတွေယူနိုင်ကြမလဲ